ကဲဒီတစ်ခါမှာတော့ကျွန်တော်တို့ရဲ့ကဘာလောကကြီးတစ်ခုလုံးကိုပုံဖော်နေတဲ့အခြေခံအကြားလုံးနေရာမှာတစ်ခုအကြောင်းကိုလေ့လာကြည့်ကြရအောင်ဒါကစကလုံးနဲနဲလေးနဲ့အရာအလုံးရဲ့ဆက်ဆက်မှုကိုရှင်းပြထားတဲ့တိကွန်နဲတဲ့အမှန်တရားတစ်ခုပေါ့ဗျာကဲဒီနေရာမှာရဲ့အနှစ်သာရတွေကိုတူတူခုံဆင်းကြည့်လိုက်ကြရအောင်ဒါကတော့အခြေခံကြားဆုံးမူလအစိုးမင်းပါပဲပါဠိဘာသာနဲ့ဆိုရင် imatmin datti iran hoti မြန်မာလိုအဓိပ္ပာယ်ပြန်ရရင်တော့ဒီအရာရှိတဲ့အခါဟိုအရာရှိတယ်အရာရိုးရှင်းတယ်လို့ထင်ရပါမယ်အမိုးဆရာကောင်းလောက်အောင်နည်းနည်းတဲ့စကားရတစ်ခုပါကဲအရင်ဆုံးဒီနေရာမှာရဲ့အရှင်းလင်းဆုံးပုံစံကိုကြည့်လိုက်ရအောင်ဒါကတော့ရှိခြင်းနဲ့မရှိခြင်းဆိုတဲ့အပြန်အလှန်ဆက်ဆက်မှုပေါ်မှာအခြေခံထားတာပါတစ်ခုကနောက်တစ်ခုကိုဘလို့အတိတ်ပဲဖွင့်ဆိုနေတယ်လဲဆိုတာကိုကြည့်ကြတာပေါ့ဒီဆက်နွယ်မှုကလေတော်တော်လေးကိုတက်ရိုက်ကြတယ်စိတ်ဝင်စားစရာကောင်းပါတယ်ဥပမာမျိုးရှိဆိုတဲ့အီးယာရှိနေပြီဆိုရင်အပင်ပေါက်ဖို့အလားအလာဖြစ်တဲ့ထိုးရကလည်းမလွဲမသွေရှိနေပြီဆိုတဲ့သဘောပါပဲတစ်ခုရဲ့တည်ရှိမှုကနောက်တစ်ခုရဲ့တည်ရှိမှုကိုအာမခံချက်ပေးနေတယ်လို့ပေါ့ဟုတ်ပါတယ်ဒီနေရာမှာကဒင်ကားပြတပြားလိုပဲဗျာမျက်နှာနှစ်ဖက်ရှိတယ်ရှိချင်းအတွက်မှန်ကန်တယ်လို့မရှိချင်းအတွက်လည်းအတိအကျမှန်ကန်နေပြန်ရောဒါကဒီဥပဒေတဲ့ရဲ့ပြည့်စုံတဲ့ညီညွတ်မြတာမှုကိုပြနေတာပါဆိုတော့ရှင်းရှင်းလေးပါပဲအကြောင်းတရားဖြစ်တဲ့ဤရမရှိတော့ဘူးဆိုရင်အကျိုးတရားဖြစ်တဲ့ထိုရလည်းရှိတော့မှာမဟုတ်ဘူးဥပမာနေရောင်ခြည်မရှိရင်အပင်တွေမရှင်းတတ်နိုင်တယ်လို့ပေါ့တစ်ခုရဲ့မရှိခြင်းကနောက်တစ်ခုရဲ့မရှိခြင်းကိုအာမခံပေးနေတာရှင်းလင်းပြီးတိကျလာမှာပဲကဲဟုတ်ပြီအခုဒီနေရာမှာကိုနောက်ထပ်ဆင့်တက်ပြီးလေ့လာကြည့်ကြရအောင်အရာရဲ့တည်ရှိမှုမရှိမှုဆိုတာကိုရက်နေတဲ့တပုံတပေါ်လုံးမဟုတ်ပဲနဲ့လေဖြစ်ပေါ်လာခြင်းနဲ့ချွန်ငင်းသွားခြင်းဆိုတဲ့လှုပ်ရှားနေတဲ့ရုပ်ရှင်တစ်ခုအနေနဲ့ရှုမြင်ကြည့်ကြရအောင်ဒါကဖြစ်တည်မှုရဲ့စီစဉ်မှုကိုနားလည်ဖို့တိတ်အရေးကြီးပါတယ်အဲ့ဒါပေါ့ပြောချင်တာကဒီနေရာမှာကအရာဝတ္ထုတွေရဲ့တည်ရှိနေခြင်းသို့မဟုတ်မတည်ရှိခြင်းဆိုတဲ့အခြေအနေတတ်ကိုပဲပြောနေတာမဟုတ်ဘူးအရာတွေဘလို့ဖြစ်ပေါ်လာတယ်လဲပြီးတော့ဘလို့ခြုံငိမ့်သွားတယ်လဲဆိုတဲ့လှုပ်ရှားပြောင်းလဲနေတဲ့ဖြစ်စဉ်တွေကိုပါလွှမ်းခြုံထားတာပါဒီမှာဒီနေရာမှာရဲ့အလွာညက်ခုကိုရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်ပထမအလွာကတော့ဤအရာရှိသောကြောင့်ထိုအရာရှိ၏ဆိုတဲ့အခြေခံအမှန်တရားပေါ့ဒုတိယအလွာကတော့ပိုပြီးအသက်ဝင်လာပြီဒီအရာထစ်ပေါ်လာတဲ့အခါဟိုအရာလည်းလိုက်ထစ်ပေါ်လာတယ်ပြီးတော့ဒီအရာချုံငိမ့်သွားတဲ့အခါဟိုအရာလည်းလိုက်ပါချုံငိမ့်သွားတယ်ဆိုတဲ့သဘာဝဖြစ်စဉ်တွေပါပဲကဲအခုဒီနေရာမှာတွေကိုသဘောတရားအရာတီးသွားပြီဆိုတော့လေဒါတွေကိုလက်တွေ့ပေါ်မှာဘယ်လိုသုံးမလဲဆိုတာစဉ်းစားကြည့်ရမယ်အပိုင်းရောက်ပြီဒါတွေဟာမျက်စိမိတ်ယုံကြည်ဖို့တဲ့ပြောနေတာမဟုတ်ပဲကိုယ့်ရဲ့ကဘာကြီးကိုနားလည်ဖို့တဲ့အစွမ်းထက်တဲ့စူးစမ်းစင်ကြင်ရေးကိရိယာတွေအဖြစ်အသုံးပြုဖို့ဖိတ်ခေါ်နေတာပါပထမဆုံးမေကွန်းကတော့ရှိရဲ့သဘောတရားကနေလာပါတယ်ကိုပတ်ဝန်းကျင်ကိုတစ်ချက်ကြည့်လိုက်ပါဘယ်ရရဲ့တီရှိမှုကြောင့်တခြားဘယ်ရရဲ့တီရှိနေရတယ်လဲဥပမာပေါ့နော်မိုးရီနေရှိနေလို့မိုးရွာတယ်လို့မျိုးပေါ့ဒုတိယမေကွန်းကကြတော့ချစ်ပေါ်လာခြင်းအသစ်တစ်ခုဖြစ်လာတာကိုအာရုံစိုက်တယ်ကိုဘွားတဲ့ကိုစိတ်ကူးတစ်တစ်ခုဝင်လာတဲ့အခါအဲ့ဒီစိတ်ကူးကြောင့်ဘလို့အခွင့်အလမ်းအသစ်တွေပေါ်ပေါက်လာတယ်လေအရာတစ်ခုရဲ့ပေါ်ပေါက်လာမှုကတခြားဘယ်အရာကိုပေါ်ပေါက်လာစေပါတယ်လဲအဲ့တော့တတိယမေခွန်းကပြောင်းပြန်ပြမရှိခြင်းရဲ့တဘာဝကိုပြန်ကြည့်မယ်ယုံကြည်မှုပျောက်ဆုံးသွားတဲ့အခါဆက်ဆံရေးတစ်ခုကဘာဖြစ်သွားတယ်လဲဘယ်အရာမရှိတော့တာကတခြားဘယ်အရာကိုပါမရှိတော့စေတယ်လဲဆိုတာကိုစဉ်းစားကြည့်ပါနောက်ဆုံးမေခွန်းကတော့ချုပ်ငိမ့်သွားခြင်းပျောက်ကွယ်သွားခြင်းအကြောင်းပေါ့အာနာရှင်စနစ်တစ်ခုချုပ်ငိမ့်သွားတဲ့အခါအဲ့ဒီစနစ်အောက်ကဖိနှိပ်မှုတွေကဘလို့ချုပ်ငိမ့်သွားတယ်လဲဘယ်အရာရဲ့ချုပ်ငိမ့်မှုကတခြားဘယ်အရာတွေကိုပါချုပ်ငိမ့်စေတယ်လဲဆိုတာကိုတွေးကြည့်ပါအဲ့ဒီလိုကိုယ့်ဘာသာကိုပြန်မေးခွန်းထုတ်ပြီးစင်ကျင်ကြည့်လိုက်တဲ့အခါမှာကျွန်တော်တို့အားလုံးသိပြီးသားအလုံးအရေးကြီးတဲ့နေရာမှာတခုစီကိုရောက်သွားတယ်ဒါကတော့အကြောင်းနဲ့အချိုးဆက်နွယ်မှုနေရာမှာပါပဲအခုအဲ့ဒီအတုံးလုံးတွေကိုပို့ပြီးတိတိကျကျလေ့လာကြည့်ကြအောင်ဒီနေရာမှာအဓိကအစိပ်ပိုင်းတစ်ခုရှိတယ်ပထမတစ်ခုကတော့အကြောင်းတရားပါဒါကဖြစ်ရတစ်ခုရဲ့နောက်ွယ်ကအရင်ကအကြောင်းတရားဒါမှမဟုတ်ဘာကြောင့်ဆိုရဲ့မေခွန်းရဲ့အဖြေပါပဲဒုတိယအသုံးအနှုန်းကတော့အကျိုးတရားပေါ့ဒါကတော့ရှင်းပါတယ်အကြောင်းတရားပေါ်မှာမိခိုပြီးပေါ်ပေါက်လာတဲ့ရလက်သူမို့အကျိုးတရားမှုကိုဆိုလိုတာပါဒီအချက်ကတော်တော်လေးအရေးကြီးပါတယ်အကျိုးတရားဆိုတာအကြောင်းတရားပေါ်မှာလုံးဝဥဆောင်မိခိုနေတယ်ဆိုတာကိုဒီ slide ကအခိုင်အမာပြောင်းနေတာပါဒါကပြောင်းလဲလို့မရတဲ့သဘာဝတရားတစ်ခုပဲအကြောင်းမရှိပဲအကျိုးဆိုတာဘယ်တော့မှမချစ်နိုင်ပါဘူးဒါကြောင့်လို့နောက်ဆုံးမှထားရမှာကဒီနှစ်ခုဟာခွဲလို့မရတဲ့တွန်တွဲနေတဲ့အရာတွေပါဖျောင်းတိုင်မရှိရင်အလင်းရောင်မရှိနိုင်တယ်လို့ပဲအကြောင်းတရားခြုံငိမ့်သွားတာနဲ့အကျိုးတရားကလည်းချက်ချင်းလိုက်ပါခြုံငိမ့်သွားမှာပဲသူတို့ဟာအတူတကွတည်ရှိပြီးအတူတကွပျောက်ကွယ်သွားကြပါတယ်
ကဲဒီတော့နောက်ဆုံးအနေနဲ့စဉ်းစားစရာလေးတစ်ခုထားခဲ့ကြပါမယ်အကြောင်းတရားတစ်ခုကိုချုပ်ငင်းအောင်လုံလိုက်ယုံနဲ့သူ့ရဲ့အကျိုးဆက်ကိုပါဖယ်ရှားပေးလို့ရတယ်ဆိုတဲ့ဒီအသည့်တရားကလေကျွန်တော်တို့ဘဝကိုပိုကောင်းအောင်ပုံဖော်ဖို့အတွက်ဘယ်လောက်တောင်အစွမ်းထက်တဲ့လက်နက်တစ်ခုဖြစ်လာနိုင်မလဲ